Hello ကိုယ့်ရဲ့ video ကိုသူများရဲ့အကူအညီမပါပဲရိုက်လို့ရနေပြီဆိုတာသိကြပြီလားပထမဆုံးအနေနဲ့ DJI Mimo application နဲ့ဝင်ပြီးတော့ကင်မရာလည်းဝင်ရပါမယ်follow and shoot ဆိုတဲ့အတိုင်းစတင်ပြီးတော့ video ရိုက်ပြီးကိုနောက် follow လိုက်နေမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ shoot on လေးထဲမှာဆိုရင်လည်းဘေးနားမှာရှိတဲ့ခလုတ်လေးကိုအရင်ဆုံးဖွင့်ရပါမယ်ကိုကလက်ပြလိုက်တာနဲ့စတင်ပြီးတော့ရိုက်ပြီး shoot on လေးဆိုတဲ့အတိုင်းကိုနောက်ကို follow up မလုပ်ပဲတနေရာထဲမှာပဲရိုက်နေမှာဖြစ်ပါတယ်အခုဒီဗီဒီယိုမှာပြသွားတဲ့ Osmo Mobile 7 ကိုသဘောကျရဲဆိုရင်เนาะကျွန်တော်ရဲ့ Zig Camera House မှာ Osmo Mobile 7 ကို giveaway မဲ့ဖောက်ပေးနေပါတယ် giveaway လေးကိုပါဝင်ကဆန်းကျင်နေဆိုရင်เนาะကျွန်တော်ဒီဗီဒီယိုရဲ့ comment ရဲ့အောက်က link လေးထဲမှာပါဝင်ကဆန်းလို့ရပါတယ်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ